လူတွေဘာကြောင့်ရိုင်းလာကြတာလဲတဲ့ခေါင်းစဉ်ကဘုံဒီတရားလေးကိုဟောဖို့ရည်ရွယ်ချက်ကယနေ့ခေတ်လူတော်တော်များများဟာရိုင်းဆိုင်လာကြတာကိုတွေ့ရတာကြောင့်ရိုင်းဆိုင်မှုလေးတွေနည်းငယ်ပပျောက်သွားအောင်တရားလေးတွေဟောပေးလိုက်ရပါတယ်နော်ရှေးဥစွာလူတွေရိုင်းဆိုင်လာတဲ့အကြောင်းရင်းအချက်လေးတွေကိုခွဲကြည့်ကြမယ်အဲ့ဒါတွေကတော့နံပါတ်1 threat and pressure တဲ့စိတ်ဖိစီးမှုများလာခြင်းကြောင့်ဖြစ်ခြင်းတဲ့လူတွေဟာလောက်ကင်နေစီးပွားရေးတွေနိုင်ငံရေးတွေမတည်ငြိမ်မှုကြောင့်ရောတိုင်းမအောင်လုံတိုင်းမဖြစ်လာပါများလာတော့စိတ်တွေဆင်းရဲလာတယ်ပူလောင်ရတယ်ဝမ်းနည်းရတယ်ဒါကြောင့်စိတ်တွေမကြည်မလင်ဖြစ်ပြီးလူတိုင်းကိုအလုံးမကျဖြစ်ပြီးဆဲကျင်ဆိုးကျင်လာတယ်အယိုးအသေးတွေမပေးကျင်တော့ဘူးစိတ်တွေကိုထိမ့်ချုပ်မထားတော့ပဲအရိုင်းဆိုင်တကောင်လိုဖြစ်သွားစေတယ်နော်နံပါတ်2 self-centered mind ကိုအကျိုးကိုသာကြည်လာခြင်းတဲ့လေးစားမှုမြတ်နိုးမှုတန်ဖိုးထားမှုတွေဆိုတာဟာအများအကျိုးပြုခြင်းတစ်ခုပါပဲအတ္တတွေကြည်လာတဲ့သူဟာဘယ်သူမှမလေးစားခြင်းတော့ဘူးခေါင်းငုံရမှာဝင်လေးလာတယ်ခါးညွတ်ပြီးသွားရမှာမလိုလားတော့ဘူးဒါကြောင့်လူချင်းဘယ်သူမှခေါင်းမငုံဘူးဘယ်သူမှမရှက်ခိုးဘူးပခုံးနှစ်ဖက်ကခေါင်းထွက်တဲ့သူချင်းချင်းပဲဦးတွေတော်တွေဆရာတွေမိဘတွေတက်မနေတော့ဘူးမင်းငါပဲသုံးကျင်လာတယ်အသက်ဘလောက်ကြီးကြီးခမားကြီးကနင်တို့ကစသဖြင့်သုံးကျင်လာတယ်ဒါကြောင့်လည်းယနေ့ခေတ်ဆရာတော်တမတော်ကြီးတွေကိုခေါ်ရင်အောင်ကတုံးဒီကိုတော်ကဒီကောင်ကနဲ့သုံးနေကြတာပေါ့နံပါတ်3 anger and impatient ဒေါသနဲ့စိတ်မရှိမှုတွေများလာခြင်းတဲ့ရောတိုင်းမအောင်မြင်လုံတိုင်းမဖြစ်တော့ဘူးဆိုရင်လူတွေဟာစိတ်တွေဆင်းရဲလာတယ်ဒေါသတွေထွက်လာတယ်စိတ်ကမရှိတော့ဘူးတခုခုအလိုမကျတိုင်းထဆဲမိကြတယ်ရှိတယ်လေခုခေတ်လူငယ်လေးတွေကိုဖြစ်ချင်တိုင်းမဖြစ်တဲ့အခါမှာကြီးကြီးငယ်ငယ်ငါနဲ့ကင်တုတ်တဲ့သူတွေရှိတယ်နော်ဒါဒေါသနဲ့တီးမခံတတ်တဲ့စိတ်တွေတအားများနေလို့ဖြစ်ရတာပါနံပါတ်4 social media influence online media ရဲ့အတူခိုးမှုများလာခြင်းတဲ့ယနေ့ခေတ်လူငယ်လူရွယ်လူကြီးအကုန်လုံးဟာ online platform ပေါ်မှာရှိနေကြပါတယ် online သုံးတဲ့သူတွေထဲမှာပညာရှိတွေပါတယ်ပညာမဲ့တွေလည်းပါတယ်အရိုင်းဆိုင်တွေလည်းပါမှာပဲတာမန်သူတွေလည်းပါမှာပဲစကားအဆန်းစကားအရိုင်းဆိုင်တွေကိုသုံးကြတဲ့သူတော်တော်များကိုကြည့်လိုက်ရင်တာမန်သူနဲ့အရိုင်းဆိုင်စိတ်ဝင်နေတဲ့သူတွေမှာအဖြစ်များတာကိုတွေ့ရတယ်အဲဒီလိုပြောတဲ့စကားတွေကိုလူပေါင်းစုံကယူသုံးကြတယ်ဆဲတဲ့စကားလုံးအဆန်းတွေကိုကြုံရမှာသုံးလာကြတယ်ပြီးရင်ပြင်ပလက်တွေ့ဘဝမှာပါတွင်တွင်ကြဲကြဲသုံးလာကြတာကိုတွေ့ရတယ်ဒါလည်းရိုင်းဆိုင်ခြင်းကိုဖြစ်စေတဲ့အချက်ပါပဲနော်နံပါတ်5 lack of loving kindness and patience မေတ္တာတရားနဲ့သီးခံစိတ်တွေနည်းလာခြင်းတဲ့ယနေ့ခေတ်လူသားတွေဟာမေတ္တာတရားတွေနည်းလာကြတယ်တိုက်ခိုက်ခြင်းနဲ့တပ်ဖြတ်ခြင်းနေကြတာကိုတွေ့ရတယ်ယတနာတိတ်တိတ်လေးဖြစ်လဲဓာတ်နဲ့ဖြည့်ရှင်းနေကြတယ်စကားလေးတစ်ခွန်းနှစ်ခွန်းလောက်အသာစီးယူသွားတာကိုမလိုလားကြဘူးကက်ကက်လန်အောင်ရန်တွေ့တတ်ကြတယ်နော်ဒါကြောင့်လေလူအသက်တွေဟာကြက်ကလေးငှက်ကလေးတစ်ကောင်လောက်ကိုတန်ဖိုးမရှိတော့တာပေါ့နံပါတ်6 weak moral pride ဘာသာတရားဆုံးမနဲ့ကိုကျင်တရားများဖောက်ပြားလာခြင်းနဲ့ရိုင်းကျင်တိုင်းရိုင်းဖြစ်ကျင်တိုင်းဖြစ်နေကြတာဟာဘာသာတရားဆုံးမတွေကိုမခံယူကြတော့လို့ဖြစ်ပါတယ်ဘာသာတိုင်းဟာအေးချမ်းမှုကိုဥဆောင်ပါတယ်လူတွေကဘာသာတရားတွေကိုပြစ်ပယ်လာပြီးကိုယ်ခံယူချက်နဲ့ကိုယ်သွားလာတဲ့အခါကျတော့အမားတွေကြုံလာရတယ်အဲ့ဒီတော့တိုက်ပွဲတွေရန်ပွဲတွေဖြစ်လာကြတယ်ဗဇက်ကသာတို့ကဘယ်ဘာသာဝင်လို့ပြောနေပေမဲ့သူတို့ရဲ့စိတ်ထဲမှာဘယ်ဘာသာကိုမှမကိုးကွယ်ကြတာကိုတွေ့ရပါတယ်ကိုလုံးချင်တာကိုလုံးနေကြသည့်အတွက်ကြောင့်ရှောင်ကျင်ရမယ့်ကိုချင်းသီလတွေဖောက်ပြားမိပြီးဘဝတွေပြည့်နေကြရတာဖြစ်ပါတယ်နောက်ဆုံးပြောချင်တဲ့အချက်ကရိုင်းဆိုင်ခြင်းဟာသူရောကိုယ်ပါပျက်စီးစေတဲ့အရာဖြစ်ပါတယ်သူကိုယ်ကိုရိုင်းလိုက်သည့်အတွက်ကြောင့်ကိုယ့်ကိုယ်လည်းပြန်ရိုင်းဆိုင်တာကိုခံရမှာပဲဒါကြောင့်ဘုံဘုံဟောခဲ့တဲ့အချက်လေးတွေကိုဆင်ញင်ပြီးမိမိတို့ရဲ့ရိုင်းဆိုင်မှုတွေကိုတက်နိုင်သမျှနည်းအောင်လျှော့ချနိုင်ကြပါစေလို့တိုက်တွန်းလိုက်ပါတယ်နော်